ပန်ဟိတံပရာဟိတံသူတစ်ပါးတို့ရဲ့အကျိုးကိုဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်းဟုခေါ်သည်ဘာသာရေးလူမှုရေးများမချမ်းအများကောင်းညို့တဲ့ဘို့ကဆောင်ရွက်ကြသည်မှာပရာဟိတလုပ်ငန်းဟုခေါ်သည်မြတ်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်ရတာတရားတရားကတရေတီလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လုံအားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြတ်မြတ်သူတို့နှလုံးသားမှာမကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါသည်ပရိပန်ဟိတံပရာဟိတံသူတစ်ပါးတို့ရဲ့အကျိုးကိုဆောင်ရွက်ကြခြင်းသည်ပရာဟိတလုပ်ငန်း